ခန္ဓာဒုက္ခဆိုခံစားကြရမကြမ်းမမာတဲ့အခါစေဝါကုသမှုခံကြရတယ်အလွန်ဆိုးဝါးလာလို့အချို့ပုဂ္ဂိုလ်များတွေကုသလို့မရတဲ့ယောဂဝေဒနာနဲ့တက်တမ်းမစိတ်ခင်သိဆုံးသွားကြရတာတွေလည်းအများကြီးတက်တမ်းစိတ်မှသိကြရတာတွေလည်းရှိအဲ့တော့ဘဝဆိုတာဟာရရှိလာတဲ့အချိန်လေးမှာအိုခြင်းဆင်းရဲဆိုတာကတော့ရှောင်လွှဲလို့မရဘူးနာခြင်းဆင်းရဲဆိုတာယမယံခါကုမလို့ရသိခြင်းဆင်းရဲဆိုတာလည်းရှောင်လွှဲလို့မရဘူးကုသလို့မရဘူးယောဂဝေဒနာသာလင်ကုသလို့ရပြီးတော့အိုခြင်းနဲ့သိခြင်းဆိုတာတော့ဆေးမရှိတဲ့ယောဂဝေဒနာမျိုးတွေသာလင်ဖြစ်တယ်ပေါ့အဲကြောင့်မို့လူဘဝဆိုတာဟာဒီနုပြိုနေသမျှနုပြိုနေခြင်းဟာအိုမင်းရင်ရောခြင်းမှာအဆုံးသတ်တယ်ကျမ်းမာခြင်းဟာလည်းယောဂဝေဒနာဖြစ်ခြင်းမှာအဆုံးသတ်တယ်အသက်စီဝိတအသက်ရှင်နေခြင်းဟာလည်းပဲသိဆုံးခြင်းမှာပဲအဆုံးသတ်တယ်ဆိုရင်အလုံးဟာဏိဂုံးရှိတာကြီးပဲဘဝခရီးမှာအလုံးဏိဂုံးရှိကြတယ်အဲ့ဒီဏိဂုံးမချုပ်ခင်လေးမှာဘုန်းကြီးတို့တွေဘာလုပ်ဖို့လိုတယ်လဲဆိုတာတော့အရေးကြီးဆုံးပဲပေါ့နော်ကောင်းတာတွေလုပ်ဖို့အမှန်တမ်းအရေးကြီးတယ်ကောင်းတာတွေလုပ်ဖို့ကဘယ်ကစပြီးတော့ကောင်းအောင်လုပ်ရမလဲလို့ဆိုရင်စိတ်နေသဘောထားကစပြီးပြင်ရမှာဖြစ်တယ်